ကျေးတော်ရှင်ဆရာတော်ရှင်သူမြတ်ကြီးဖျားယနေ့ညသာသနာတော်နှစ်2568ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း10ရက်2023ခုနှစ်ဇွန်လ29ရက်အင်္ဂါနေ့ညဓမ္မဒါနကုသိုလ်ရှင်များဖြစ်သောဥတာထေဒေါ်ဆန်းဆန်းယူတရားဦးကျောင်းမြတ်မိသားစုမန္တလေးမြို့ဦးဝင်းဦးဒေါ်အေးမြင့်ဆွေအင်းချင်းမြေပဲစီတန်မိသားစုမြင်းကြံမြို့ဝင်လွန်သူဖခင်ဦးအောင်မြင့်အားရည်စု၍မိခင်ဒေါခင်စန်းလွင်ဤ62နှစ်ပြည့်ဝင်းနေအလူသမီးဒေါက်တာခိုင်စင်ဝါသားမောင်မျိုးမြတ်သူသမီးဒေါက်တာဤတေတာအောင်ဒေါက်တာဤတစင်အောင်မိသားစုဦးရွှေအောင်ဒေါ်အေးအေးမွန်သားမောင်ဟိန်းခန့်အောင်မောင်ဖုံးမြတ်အောင်မောင်ထရွှေသေးအောင် USA ကာဝတ်ရှော့နဲ့အေးမြတာစေကန်တာချီလိတ်မြို့မှဦးရွှေအောင်ဤ39နှစ်ပြည့်ဝင်းနေအလူအဖွားတော်အုံးရင်အားရည်စု၍ဦးဇော်ဝင်းဒေါ်တန်းရွှေမိသားစုဖခင်ကြီးဦးအောင်ရွှေကွယ်လွန်သူမိခင်ကြီးဒေါ်ခင်ဝင်းဦးလေးဦးတင်ဖေတို့အားအမှုထား၍ဒေါ်ဟောဝါရွှေဦးစောစောမောင်အထခပြန်တီပေါင်းနိုင်ကျေးရွာနေပြီးတော့ကွယ်လွန်သူမိဘဘိုးဘွားများအားရည်စု၍ဒေါ်အမန်သားမောင်စောလွင်အောင်သမီးမတ်မေစုအောင်မြေမောင်ထင်းလင်းအောင်မိသားစုဖခင်ကြီးဦးအိုင်အမ်ဘရူဝါမိခင်ကြီးဒေါ်ရီနူအမကြီးမပီနာပန်နီအမညီမမမန်ကလာတို့ယေစု၏မဘေဘီမမဒူနီကိုပါဘူးဆရာဦးမြင့်ညွတ်အောင်မနိုင်မာထွေးမောင်နှမတစုနမ်တူမြို့ဦးစိန်ဝင်းဒေါခင်နှင်းစီမိသားစုနှစ်ဖက်မိဘများအမှုထား၍ကိုဝနဇောမတင်နေငိမ့်မိသားစုမစ္စတာစီဗီယန်မနန်းမီမီထွန်းမိသားစုမိခင်ကြီးဒေါ်မြရွှေအားအမှုထား၍မခိုင်တစင်းမိသားစုနှစ်ဖက်မိဘများအမှုထား၍ကိုထွန်းမင်းမအေးစုခိုင်ကွယ်လွန်သွားသောရန်လုံအားရည်စု၍ကိုအောင်မိုးမဆွေဆွေလီမိသားစုတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောအွန်လိုင်းဓမ္မသဘင်နှင့်ဆက်လင်း၍ကျေးတော်ရှင်ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမှတရားဒေသနာတော်များဟောကြားချီးမြှင့်ပေးသနာတော်မူပါယံဖျားပြီးတော့ခြေတော်ဆုံးဥခ၍ရိုသေစွာလျှောက်ထားအပ်ပါသည်ဗျာသာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း10ရက်2023ခုနှစ်ဇွန်လ29ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမြတ်ဗုဒ္ဓဤပါဝါခီးအကြောင်းတရားဒေသနာတော်မြတ်စွာဘုရားရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့မှတ်သားပွဲတွေတရားတော်နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတွေကိုမှတ်တမ်းတင်ထားတာဒီကနေ့ကကြာမှရှိတယ်ပေါ့အဲ့ဒီမှာသင်္ကိတိတုတ်မှာမှတ်တမ်းတင်ထားတာလေးတစ်ခုပြောရမယ်ဆိုမြတ်စွာဘုရားဟာရဟန်း900ချမ်းရံပြီးတော့မန္တတိုင်းနဲ့မှခီးကြွတယ်အဲ့တော့မန္တတိုင်းဆိုတာဝိစီတိုင်းပြီးလို့ရှိရင်မန္တတိုင်းကိုရောက်တယ်မြတ်စွာဘုရားရဲ့ခီးစဉ်နဲ့မှာခဏခဏတွေ့ရတယ်ပေါ့နော်ဒါနောက်ဆုံးခရီးတော့မဟုတ်ဘူးရှေ့ပိုင်းကြွတဲ့ခရီးတွေထဲမှာပါတယ်ရှေ့ပိုင်းဆိုမှလို့တော်တော်နောက်ကျတဲ့ခရီးပေါ့နော်တော်တော်နောက်ကျပြီနောက်ကျတယ်ဆိုတာမြတ်စွာဘုရားသက်တော်ဟာ80နီးပါးအရွယ်မှာကြွတဲ့ခရီးလို့ဖြစ်ရမယ်အဲ့ဒီသင်္ကိတိတုတ်မှာမြတ်စွာဘုရားမန္တတိုင်းမှာယဟန်900နဲ့ခရီးကြွတယ်တဲ့ခရီးကြွတဲ့အခါမှာမန္တတိုင်းမှာဘာဝဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒီဘာဝမြို့မှာတိုင်းပဲသူနိုင်လိုက်တာကလေးကတိုင်းစစ်ပွဲမှာလူ2သိန်းလောက်ထိခိုက်တယ်1သိန်းကျော်သေသွားတယ်အဲ့ဒါနဲ့သူနောက်စစ်မလိုက်တော့ဘူးဆိုပြီးတော့ကကြီးအဲ့နောက်စစ်မလိုက်တော့အဲ့တော့သူနဲ့ကလည်းခဏအိန္ဒိယလောက်မကျဲဘူးလို့ပြောခဏနိုင်ငံကြီးတွေပိုးကျဲလာတယ်မြမပြည်ပြောမယ်ဆိုလို့ရှိရင်
နော်ထားပြီးကြီးရဲ့မြန်မာနိုင်ငံတော့အဲ့တော့ဒါတော့သိကြပါလိမ့်မယ်သမိုင်းသွားတွေပထမမြန်မာနိုင်ငံတော့ဒုတိယမြန်မာနိုင်ငံတော့တတိယမြန်မာနိုင်ငံတော့စရုဒ္ဓမြန်မာနိုင်ငံတော့ဆိုခဏရှိတဲ့မြန်မာနိုင်ငံတော့စရုဒ္ဓမြန်မာနိုင်ငံတော့တော့မကျဲဘူးနော်မကျဲဘူးတဲ့မြေဒေသတွေဆုံးရှုံးနေတာတွေရှိတယ်ဥပမာပဲဆိုတော့စရုဒ္ဓမြန်မာနိုင်ငံတော့ကမဏိပူရတို့အာသံတို့အဲ့ဒါတွေကမြန်မာပြည်ထဲမှာပါတယ်ပေါ့တချို့အားတွေအခုမြန်မာပြည်ပြင်ပရောက်သွားပြီအဲ့လိုလေးတွေတော့ရှိတယ်နော်ဒါသမိုင်းကြောင်းနဲ့ကြည့်လိုက်လို့ရှိရင်အဲ့တော့မြတ်စွာဘုရားကသက်တော်80လောက်80ကျော်80နီးအရွယ်လောက်ပါဘုရားအမြဲတမ်းခရီးသွားတယ်သက်တော်ကြီးတဲ့ခရီးသွားတာဘာလို့ခရီးသွားတာတုံးဆိုဘုရားပွင့်လာတာကိုကလောကသားတွေရဲ့အကျိုးအတွက်ပွင့်တာအဲ့တော့ရသော်ဘုရားစီလာရောက်ဖူးမြော်ခြင်းမရှိတဲ့ဖူးမြော်နိုင်ခြင်းမရှိတဲ့တဲ့ရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေကလေးသူငယ်တွေကစပေါ့ဒေသအသီးသီးမှာရှိတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဖူးခွင့်တရားနာခွင့်ရအောင်မြတ်စွာဘုရားခီးထွက်တာပဲမြဲတယ်အဲ့ဒါလို့ခီးထွက်လို့ရှိအဲ့တော့ဒီကနေ့အခုထွက်လာတဲ့ခီးရတော့မြတ်စွာဘုရားပဲအနေထွက်လာတယ်ဆိုတာတော့မပါဘူးမန္တတိုင်ထဲမှာခီးသွားရင်ပါဝါမြို့ကိုရောက်လာတယ်အဲ့ဒီကစထားတာနော်ပါဝါမြို့ကိုရောက်လာတယ်ရောက်လာတဲ့အခါကျတော့ပဋိစ္စယစုံဒရဲ့အဲ့ဥယျာဉ်ထဲမှာနေတယ်နောက်ဆုံးခီးမှလည်းပဲအဲ့တိုင်းပဲလေစုံဒရဲ့ဆွမ်းကိုစားပြီးတော့ဝန်းလျှော်တာလေနောက်ဆုံးခီးရအဲ့ဒါသက်တော်80ဒါအဲ့ဒီခီးမဟုတ်ဘူးအဲ့ဒီစောတဲ့ခီးအဲ့တော့မြတ်စွာဘုရားဘယ်ကလာတာဖြစ်နိုင်တော့ဆိုတော့ဘုရားသွားတဲ့လမ်းကြောင်းကြီးကရှိတယ်ကာတိကောသလတို့တက္ကတို့ကလာလို့ရှိရင်ကပိလောကနေပြီးတော့ကာတိကောသလဖြတ်အဲ့ဒီကနေပြီးတော့မလဖြတ်မလတိုင်းကိုကြော်တဲ့အခါကျတော့ဝေသလိဝိစီတိုင်းဖြတ်အဲ့ဒီကနေရာဇကျုအဲ့ကြမှာပဲသွားတာပဲဘုရားနော်ရာဇကျုနဲ့တာဝတိချမှာသွားတာများတယ်အဲ့ခီးစဉ်ဒါမှန်ကြည့်လို့သိရအောင်လို့ပြောတာနော်ရာဇကျုနဲ့တာဝတိချမှာသွားလိမ့်ရှိတယ်ဘုရားအခုပဲလာတယ်ဆိုတာတော့မထင်ရှားဘူးတာဝတိကပဲလာသလားရာဇကျုကပဲလာတာလားတခုတော့ကြွလာတာပဲအဲ့ဒီကြွလာပြီးတော့မန္တတိုင်းကိုရောက်ပြီးတော့မန္တတိုင်းမှာပရိစ္ဆေယစုံဒရဲ့အမ္ဘဝနာဆိုတဲ့တဲ့ဥယျာဉ်နဲ့ရောက်လာတယ်နောက်ဆုံးခရီးတော့ကတော့နောက်ဆုံးခရီးကြတော့မြတ်စွာဘုရားပဲလာတာတော့ဆိုဝေသလိယလာတာအဲ့ဒါနောက်ဆုံးခရီးအဲ့ဒါကြတော့ခရီးစဉ်လေးတွေပြထားရှိတယ်တတော်80ကဆုံလားဆိုရင်ပြည့်တော့မယ်ဆိုတဲ့အချိန်တတော်80တဲ့အရောက်တတော်80ပြည့်တဲ့နေ့မှာပြိဋိဘဆာမှာဆိုတော့ဝေသလိမှာဝါဆိုပြီးတော့အဲ့ဒီကနေထွက်လာတာဝေလူဝကမဆိုနေရာမှာဝေသလိကနေထွက်လာပြီးတော့ဘဲကိုကြွတော့ဆိုဗန္ဓကမဆိုတဲ့ဗန္ဓရွာကိုကြွတယ်အဲ့ဒီဗန္ဓရွာမှာတရားဟောပြီးပဲကြွတော့ဆိုဟဋ္ဌိရွာကိုကြွတယ်ဟဋ္ဌိရွာနေပဲကြွတော့ဆိုအမ္ဘကမဆိုတဲ့တဲ့ပင်ရွာကိုကြွတယ်အဲ့ဒီအမ္ဘကမနေပဲကြွတော့ဆိုသံဗုကမဆိုတဲ့တပိရွာကိုကြွတယ်ဒါဖျားသွားတဲ့ခီးစဉ်ပဲအဲ့ဒီမှာစုံစုံလင်းလင်းပြတာတော့မဟာပရိနိဗ္ဗာန်မှာပြထားတယ်နော်နောက်ဆုံးခီးမှာအဲ့ဒီခီးစဉ်တိုင်းအခုလည်းပဲဝေသလိကလာတယ်ဆိုဒီလမ်းကြောင်းပဲဖြစ်မယ်နော်ဒီလမ်းကြောင်းပဲလောက်ပဲသာဝတိဘက်ကလာတယ်ဆိုရင်တော့ဒီလမ်းကြောင်းမဟုတ်ဘူးရာဇကျုကလာရင်ဒီလမ်းကြောင်းပဲလမ်းကြောင်းအသွားပြန်လို့သွားနေတာဖျားအဆုံးဆံလို့သွားနေတာ
အဲ့တော့သံဗုခမဆိုတဲ့ရွာကနေပြီးတော့ဘောဂနဂရကိုရောက်တယ်ဘောဂနဂရကိုဖြတ်တန်းပြီးတဲ့အခါအခုပြောတဲ့ပါဝါရောက်တာပါဝါနေဆက်ကြွရင်ဘယ်တော့ကုသိနိုင်အောင်ရောက်တာဒါဘုရားခီးစဉ်နော်နောက်ဆုံးခီးစဉ်အခုချိန်ကတော့ဘယ်ကိုကြွတယ်ဆိုတာမထင်ရှားဘူးမန္တတိုင်နဲ့မှခီးသွားရင်ပါဝါကိုရောက်လာတယ်ဘယ်ချိန်လောက်တုံးဆိုတာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာကတက်တော်ထရာရှိနေသေးတယ်ရှင်သာရိပုတ္တရာနဲ့မြတ်စွာဘုရားကတစ်နှစ်တည်းပဲပြိဋိဘဆန္ဒတစ်နှစ်တည်းဆိုတာရှင်သာရိပုတ္တရာကတဆောက်မုံလာပြီးနေပါပြိဋိဘဆန္ဒနဲ့မြတ်စွာဘုရားကလာမဲ့ကဆုံလာပြီးကြမှာပြိဋိဘဆန္ဒတော့နှစ်ကတူတူပဲလို့ပြောတဆောက်မုံတော်ပြသူတို့တဲ့တခုအဲ့ဒီတို့ဆက်သွားမယ်ဟာပေါ့နှစ်တော့ဝဲပါပေါ့လေနော်လာကအဲ့ဒါလောက်ရှိတယ်တဆောက်မုံတော်ပြသူတို့တဲ့တပေါင်းဒါအဲ့ဒီနှစ်နဲ့တွေ့လို့ရှိရင်အဲ့ဒီဘက်က4လတကူးကစုံနောက်2လ9လလောက်กว่าနော်အဲ့ဒါကတက်တော်80အခုကအဲ့ဒီခီးမဟုတ်ဘူးရှင်သာရိပုတ္တရာပါလာတယ်အခုကပါလာသည့်အတွက်ကြောင့်တက်တော်80ခီးမဟုတ်ဘူးသို့တော့ဘာဖြစ်လဲလို့ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာချင်းဖျားလို့ခေါ်တဲ့နိဂန္ဓနာတဗုဒ္ဓကအဲ့ဒီပါဝါမြို့မှာသူကကွယ်လွန်သွားတယ်နော်ချင်းဖျားကပါဝါမြို့မှာကွယ်လွန်သွားတယ်ခဏထီအောင်ချင်းဖျားရဲ့တပိတာဝကတွေရှိတယ်ချင်းဖုန်ကြီးဆိုတာရှိတယ်နော်ချင်းဆိုတဲ့အဓိပ္ပာယ်ကစိနဆိုတာအောင်နိုင်သူလို့သူတို့ကိုသူတို့နာမည်ပေးထားတာအဲ့ဒါကိုအိန္ဒိယအတန်နဲ့ထွက်တဲ့အခါဂျိနနော်အဲ့ဒီအတန်လေးကိုမှတ်ထားမယ်ဆိုလို့ရှိရင်စညအဲ့ဒီတည်းပဲစအဲ့ဒီလေးလုံးအတန်ကွဲတယ်လို့မှတ်ထားပမာကစလုံးစလေးစကွဲစပြည့်စွဲစလို့ဖတ်တယ်အိန္ဒိယတန်နဲ့ကြတော့ကြလို့ဖတ်တယ်နော်ကြစလုံးကြတော့ကြဒါမို့သစ္စာကိုစัจ जा လို့ဖတ်တယ်နော်စလိန်ကြတော့ချတဲ့ကချာမိခိစ္ဆာမိကိုကချာမိအဲ့လိုဖတ်တယ်နောက်ပြီးတော့စိနာကြတော့ချိနာလို့ဖတ်တယ်ဒါမို့အိန္ဒိယနိုင်ငံမယ်ဒီမှာစာကွဲနဲ့ဆိုရင်စံကြီးခံဒီဆိုတာကြားဖို့လိုက်ကြတယ်စံကြီးဆိုတာသင်္စရပဲသင်္စရကိုဖတ်လိုက်တဲ့အခါစံကြီးလို့ဖြစ်သွားတယ်သူတို့ကအတန်အတွက်ပြောင်းတာပေါ့နော်စံကြီးရကိုစံကြီးလို့ဖတ်တယ်ဒါသူတို့နိုင်ငံဖတ်တဲ့နည်းပေါ့နော်စာကွဲကိုခြေနဲ့ဖတ်တာဒါတော့ရှိတာပဲနော်အခုဟိုရနေ့ကြည့်ပါလားစာကွဲကိုခြားနဲ့ဖတ်တာရှိတယ်လို့နော်ဆန်ဟိုစေးလို့ရေးထားပြီးတော့လူတွေဖတ်တာဆန်ဟိုစေးခြေနဲ့ရေးတာဒါပဲစေးလို့ဖတ်တာအခြေမဟုတ်ဘူးသူကြတော့နော်အဲ့ဒါကြတော့ပါတယ်တော့ဆန်ဖရန်စစ္စကိုတို့အမေရိကမှာဆန်ဟိုစေးတို့အဲ့ဒါတွေကစပိန်နာမည်တွေစပိန်စကားလုံးတွေအဲ့ဒီအားတွေအဲ့ဒီဘက်ကစပိန်စကားပြောတဲ့မက္ကဆီကိုနဲ့နေတယ်ဒါတော့ဘုသူတပြောပြတာပါအတန်တွေကအဲ့ဒါကွက်ပြားမှုရှိတယ်လို့နော်ဒါကြတော့စလို့ဖတ်တယ်အဲ့ဒီငါလုံးပဲမှတ်ထားဒါကိုစလုံးကိုကြစလိန်ကိုချအစတိုင်းပဲစာခွဲကြတော့ခါငယ်ချစာမြင့်ဆိုကြတော့ခါကြီးချအဲ့လိုဆိုလို့လေနော်အဲ့ဒါလို့ဖတ်တာအဲ့တော့ချိန်ဖျားကြိတ်ဖျားနဲ့ခေါ်တာချိနာကိုခေါ်တာသူတို့ကချိနာချိန်ကိုင်းလို့ပြောတဲ့အခါကျတော့ချိနာရဲ့တပည့်တွေကျတော့ဂျိုင်းနာလို့အိန္ဒိယကသုံးတယ်နော်ချိနာရဲ့တပည့်ကိုဂျိုင်းနာလို့သုံးတယ်အဲ့ဒါကြောင့်မို့လို့
China ကနေပြီးတော့ခုchain တို့ဒီလိုအတန်ထွက်လာတာအဲ့တော့ chain ဖုန်ကြီးဆိုတာအဲ့ဒါပြောတာနော်သူတို့ကိုသူတို့အောက်နိုင်သူစိနာဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဘုရားဘာသာတွေဗမာတွေကလည်းပြောကြတာပဲအရဟံဘဂဝါစိနောဆိုတာအဲ့ဒီစိနောပဲစိနောရတတို့ဘသူတို့ဒီစိနောအချီနောပဲနော်သူတို့ကလည်းအဲ့ဒီအဓိပ္ပာယ်ယူထားတာအဲ့ဒီအဓိပ္ပာယ်ပဲတို့အဲ့တော့မြတ်စွာဘုရားဒီပါဝါကိုကြွတဲ့ခရီးဟာအခုကြွတဲ့ခရီးဟာတတ်တော့85နှစ်ကျော်တဲ့အချိန်မှကြွတာလို့ပြောလို့ရတယ်80မတိုင်ခင်စောစောကြွတယ်လို့လည်းပြောလို့ရတယ်ဘာလို့လဲဆိုရင်နောက်ပိုင်းမှာစာထဲမှာပါလာတယ်မြတ်စွာဘုရားပါဝါရောက်တဲ့အချိန်မှာတဲ့မကြခင်ကမှမကြခင်လာနိငယ်လို့လည်းဖြစ်ချင်းဖြစ်မယ်ပေါ့မကြခင်ကမှနိဂန္ဓနာတဗုဒ္ဓဟာပါဝါမြို့မှာကွယ်လွန်သွားပြီဆိုအဲ့ဒီဖြစ်ပျက်ကလေးပါတယ်အဲ့ဒါနောက်ပိုင်းလာလိုက်ပဲနော်အဲ့တော့ဟုတ်ပြီမြတ်စွာဘုရားပါဝါမြို့မာနတိုင်းရဲ့ပါဝါမြို့ရောက်လာတယ်အဲ့ဒီပါဝါမှာမြတ်စွာဘုရားကိုကိုးကွယ်တဲ့စုံဓာဆိုတဲ့ပဋိပရိစ္ဆေယရှိတယ်နော်စုံဓာဆိုတဲ့ပရိစ္ဆေယရဲ့တဲ့ဥယျာဉ်မှာတရင်သုံးတယ်အဲ့ဒီစုံဓာဘုရားဘာသာဘုရားအကြောင်းဆောက်ပေးထားတာအဲ့တော့ဘုရားကြွတဲ့အချိန်မှာမန္လဆိုတဲ့ဘုရင်နေလူမျိုးအုပ်စုတစ်ခုပေါ့နော်မန္လဆိုတာသူတို့ကခဏရာလို့ခေါ်တယ်ခရုဟိုတင်ပေါ့တယောက်တည်းအုပ်ချုပ်တာမဟုတ်ဘူးအိုလီဂါကီ system လို့ခေါ်တယ်အိုလီဂါကီဆိုတာဟိုတူတဲ့ဘယင်းစနစ်နဲ့အုပ်ချုပ်တာမဟုတ်ဘူးအဖွဲ့နဲ့အုပ်ချုပ်တာမန္လာလူမျိုးတွေကအဖွဲ့ပြီးတော့အုပ်ချုပ်တာခုခေတ်ပါနဲ့တူတော့ဆိုလို့ရှိရင်တော့ပါဠိမတ်ဒီပုတ်ပါဠိမတ်နဲ့အစုနဲ့သွားထူတယ်ပေါ့နော်သူတို့မန္လာလူမျိုးတွေအုပ်ချုပ်တာသူတို့မန္လာမျိုးနွယ်စုတွေကလူမျိုးနွယ်စုတစ်ခုကအုပ်ချုပ်တာသူတို့အုပ်စိုးတဲ့လူမျိုးဝေသာလိမှာလည်းပဲလိပ်ဆွေတွေကအုပ်စိုးတာအဲ့လိုအုပ်စိုးလိုက်အဲ့ဒါကိုစာပေထဲမှာခဏရာလို့ခေါ်တယ်အစုလိုက်ပြပြကြတာတယောက်တည်းမဟုတ်ဘူးတာဂိဝင်းရဲ့တက္ကတိုင်းကလည်းပဲထို့တူပဲအစုလိုက်ဒါကြောင့်မို့သုတ္တရဏမင်းကြီးကဧကရိပယင်မဟုတ်ဘူးဧကရိပယင်မဟုတ်ဘူးကောသလတို့ဖိမိတာရတို့ကဧကရိတိသူတို့ကဧကရိတိကပိလဝုကိုအုပ်စိုးရကသုတ္တရဏဘုရင်ကြီးကအုပ်စိုးတယ်အဲ့ဒီချိန်မှာဒါပေမဲ့အလှည့်ကြမင်းပြရတယ်သူတို့ကအခုမန္လတိုင်းကလည်းပဲအလှည့်ကြပဲဝိစီတိုင်းကလည်းပဲအလှည့်ကြမင်းပြကြတာသူတို့မှာဘာရှိတုံးဆိုရင်တိုင်းမင်းဆွေးနွေးတဲ့ဂတိခေတ်ဆိုလို့ရှိရင်လွတ်တော်တို့အစည်းအဝေးခမ်းမကြီးတွေတို့ဆောက်တယ်သူတို့အဲ့ဒါကိုပါဠိမှာတန်ထာဂရလို့ခေါ်တယ်သူတို့ခေတ်ကခေါ်တယ်အခုအိန္ဒိယမှာလည်းပဲအခေါ်တစ်ခုရှိတယ်ပัญจယလို့ခေါ်သလားမသိဘူးအဲ့ဒီခေါ်ရှိတယ်သမဏနေတဲ့နေရာကျတော့ဘုဝံတို့အဲ့လိုခေါ်တယ်ထင်တယ်သိချတော့သူတို့ပါဠိနာမည်တွေပဲအဲ့ဒီအဲ့ဒါသူတို့ခေါ်ရခဏိထိ BJP ပါတီဆိုတာတရေစာတွေဖတ်ရတော့သိပါပေါ့နော် BJP အိန္ဒိယမှာအုပ်စိုးတဲ့ BJP ဘုန်းကြီးတို့တော့ပါဠိနဲ့နှိစက်တဲ့အခါကျတော့အဲ့နာမည်တွေကိုစိတ်ဝင်စားတယ်ဘီဆိုတာဘာတော့ပါရတိယခြေဆိုတာချနတာပါရတိယချနတာပါဠိကအင်္ဂလိပ်စကားနော်သူတို့သုံးထားတာကိုပြောပြတာနော်အင်္ဂလိပ်နဲ့အိန္ဒိယစကားနဲ့တွဲသုံးထားတာတချို့ကမသုံးရဘူးလို့ဘာလို့ပြောလို့ဒီမှာလည်းပဲဓမ္မသာယသာသနာစင်တာဆိုတာအင်္ဂလိပ်စကားပဲဒါပဲတွဲသုံးထားတာနော်တချို့ကအဲ့ဒါသုံးတာပဲအပြစ်တို့ထင်နေတယ်ဗမာတွေကနည်းနည်းအုံနောက်ကလေးကျုံနေတယ်
သူများနိုင်ငံတွေပါပါရတိယဆိုတာသူတို့နိုင်ငံဘာရတ်လို့ခေါ်တယ်ဘာရတနိုင်ငံတော်ပေါ့ပါရတိယချနတာဆိုတာစနတာလူအပေါင်းလူထုလို့ဆိုလို့တယ်ဗမာစကားနဲ့ကြတော့လူထုသို့မဟုတ် people ပြည်သူလို့အဓိပ္ပာယ်ရတယ်စနတာဆိုတာပြည်သူသို့မဟုတ်လူထုခဏခေတ်တော့ပြည်သူလို့သုံးတယ်ပါရတိယချနတာပါတိဆိုတာပါရတိယပါရတနိုင်ငံပြည်သူပါတီလို့ဆိုလို့တယ်အဲ့ဒီအရာတွေပေးကြည့်ပေါ့ဟုတ်လားမဟုတ်လားနော်ပေးပြီးမှအတည်ပြုပေါ့ PJP လို့ခေါ်တယ်သူတို့ကဒီဟိုနေ့တုန်းကလည်းပဲအဲ့ဒီနာမည်တွေသုံးတယ်သူတို့ကပါတယ်သူတို့သုံးတယ်သူတို့က PJP ဆိုတာတစ်ခုရှိသေးတယ်အဲ့ဒီကဒီဟိုတုန်းကဟာJPP တဲ့သူတို့ကြတော့အဲ့ဒါတော့တပုံဒီဟိုတပုံက JPP ဆိုတဲ့ဒီဟိုတပုံဗမာပြည်မှာရှစ်လေးလုံးခါတော့အရေးခင်းဖြစ်နေတယ်လို့ဒီဟိုမှာလည်းဘုန်းကြီးတို့အဲ့ဒီချိန်ရောက်တာဆိုပြဿနာတွေကြီးချက်ဖြစ်တယ်အဲ့ဒါ JPP ပါတီ JPP ဆိုတာ JVP ချေရဲ့ဝီရဲ့ပီရဲ့ JVP အဲ့ဒီကလုံးကလည်းဗာအဓိပ္ပာယ်တော့ဆိုခြေကချနတာပဲတူတူပဲသူတို့ပါလိပြည်သူဝိမု ക്തി ဆိုတာလွတ်မြောက်ရေးပြည်သူလွတ်မြောက်ရေးအဲ့နာမယ်နော်ပြည်သူလွတ်မြောက်ရေးပါတီကပါတီပဲလေ JVP အဲ့ဒီ JVP ပါတီကအဲ့ဒီမှာဟိုတနင်္ဂနွေလုံးကိုညမြင်နေပြောက်လုပ်ထားတာနေကြတော့မရှိဘူးပဲဒီမှာမသိဘူးရှူချီပေါ့လေကနေခေါ်တဲ့အနာဂရောင်လုပ်ပြီးတော့ညကြတော့သူတို့ထွက်လာပြီးဟိုဝင်တိုက်တာအချီပြီးပြတ်တယ်အဲ့တော့သူတို့စီမှာလဲထီသုံးတာကိုပြောပြတာနော်အဲ့တော့ဒီချိန်နာဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားပေါ့နော်အခုမန္လဆိုတာဗမာပြည်မှာဗမာလူမျိုးတွေကဖွဲ့ပေးထားတာဖန်ဒူလစစ်သူချီသိကြလိမ့်မယ်နော်ငပရင်ကဖန်ဒူလစစ်သူချီဖန်ဒူလ origin ကအဲ့ဒီပါဝါကမန္လတိုင်းကသူကလူနာမည်ကဖန်ဒူလအဲ့ဒါကလနာမည်ဗမာနာမည်မှမနေကြနဲ့ဖန်ဒူလစကလနာမည်အဲ့ဒါကိုဖွဲ့တစိတ်အနေနဲ့ဗန္ဓုလလို့နာမည်ပေးတာတကယ်ဗန္ဓုလကဟောဒီမန္လတိုင်းမှာရှိတယ်မန္လမင်းသားဗန္ဓုလသူ့အကြောင်းလေးကိုတည်းပြောပြမယ်ဗန္ဓုလရဲ့ကောသလရဲ့ဝိစီနိုင်ငံကမဟာလိရဲ့နော်မဟာလိရဲ့ဗန္ဓုလရဲ့ကောသလကပတိနတိရဲ့သူတို့ကကျောင်းသားတွေတက္ကသိုလ်ကျောင်းတစ်ကျောင်းနဲ့သွားတင်ကြတာသစိတ်ပဲတည်းသူတို့ပညာသင်ပဲတည်းတကယ်ချင်း၃ယောက်တက္ကသိုလ်ကဘယ်မှာရှိတာတုံးဆိုပါကစ္စတန်နိုင်ငံနဲ့မှာရှိတယ်အဲ့တော့တက္ကသီလာတက်စီလာဆိုရမြို့အဲ့ဒီမှာသွားပြီးပညာသင်ကြတာသူကဒီကဘယင်းနေကသူတို့သားသမီးတွေကိုအဲ့ဒီလွှတ်လိုက်တော့ဟိုမှာဆုံကြတာကောသလတိုင်းကပတိနတိမန္လတိုင်းကဗန္ဓုလဝေသာလိကမဟာလိအဲ့၃ယောက်ကကောသလတိုင်းကပတိတတိရဲ့မန္လတိုင်းကဗန္ဓုလရဲ့နောက်ဝိစီတိုင်းကမဟာလိရဲ့တကယ်တင်၃ယောက်တကယ်တော့မှဆုံရပြီးတော့အထာရတမဟာသိပ္ပလို့ခေါ်တယ်
အဲ့ဒီခေတ်က18ရက်တော့အတ္တပညာတွေကိုသင်ညာကျောင်းပြီးတဲ့အခါကျတော့ကိုယ်နိုင်ငံကိုပြန်လာကြတယ်ပဋိနရီကလည်းပဲသူ့ရဲ့သင်လာတဲ့ပညာတွေကိုဆွေတော်မျိုးတော်တွေကြားထဲမှာသူကအစွမ်းပြရတယ်သူတော့ဗာပြတယ်ဆိုတာမသိဘူးမဟာလိကလည်းပဲထို့တူပဲဝေဒာလိပြည်မှာသူ့ရဲ့အတတ်ပညာကိုပြတယ်ဖန္ဒုလမနမင်းသားဖန္ဒုလလည်းပဲအတတ်ပညာပြတယ်သူကဗာပညာပြတော့ဆိုတော့ဝါအစီပေါင်း60တစီတစီမှာဝါလုံးပေါင်း60ဝါလုံးပေါင်း60ကိုတစီဝါလုံး60ကိုတစီအဲ့ဒီလိုအစီပေါင်း60အဲ့ဒါကိုသူကဓာတ်တိုင်းပေါ့ဓာတ်နဲ့ခုတ်ပြအဲ့ဒီဝါစီ60ကိုတိကနေနေအောင်အဲ့ဒီဝါစီတွေကိုဓာတ်နဲ့ခုတ်တဲ့အတတ်ပညာကိုသူပြတာအဲ့တော့သူတို့ဆွေတွေမျိုးတွေထဲမှာချက်လက်စီဖြစ်တဲ့လူတွေလည်းရှိတယ်သူကပညာထူးချွန်ပြီးတော့အဲ့ဒီတတ်တယ်ဆိုတော့တိတ်တဆိတ်အဲ့ဒီဝါစိတွေထဲမှာတန်ကြောင်းတွေထည့်ထားကြတစိတွေမှာတန်ကြောင်းတွေထည့်သွားအစီ60ဆိုတန်ကြောင်းတွေ60လောက်ပါပထမတစီတော့ခုံပြီးတော့ဖြတ်ပြလိုက်တယ်တိကနေပြတ်သွားတယ်ဒုတိယအစီကိုလည်းပဲအဲ့လိုပဲခုံပြီးတော့ဖြတ်လိုက်တယ်ပြတ်သွားတာပဲသူဒါပထမထက်တယ်ပေါ့တန်ပါရဲဆိုတာမသိရဘူးနောက်ဆုံးအစီရောက်တဲ့အခါမှာနောက်ဆုံးစီတော့လူကလည်းမောတာလည်းဖြစ်မှာပေါ့နော်နောက်ဆုံးအစီဆိုတော့အားလျှော့လိုက်တာလည်းဖြစ်မှာနောက်ဆုံးအစီခုတ်တဲ့အခါမှာတန်နဲ့ဓာတ်နဲ့ညှိပြီးတော့အတန်နဲ့တန်ထွက်သွားတယ်ဝါသမဟုတ်ပဲနဲ့အဲ့ဒီအတန်ထွက်သွားတယ်တန်ညင်းထိတဲ့အတန်တစ်ခုထွက်တယ်ပြတ်သွားတယ်အဲ့တော့ကြည့်လိုက်တဲ့အခါကျတော့ဝါစီတိုင်းမှာတန်ကြောင်းတွေပါနေတာတွေ့ရတယ်အဲ့ဒါကိုသူကဒါအပြစ်ချပြီးတော့ငါရဲ့ဆွေတွေမျိုးတွေကငါပေါ်မှာမကောင်းကြဘူးပေါ့နော်အခေ၍ဒီထဲမှာတန်ပါတယ်လို့ငါ့ကိုသတင်းပေးရဲ့အသက်မမီအောင်ခုတ်ပြမယ်ပေါ့သူကအဲ့တော့ငါပေါ်မှာမလို့လာကြဘူးအဲ့တော့အကုန်လုံးတတ်ပြီးတော့ငါဧကရိပရင်လောက်မယ်လို့သူအချိန်တော့မှသူ့မေဖေတွေကသူ့ကိုဖြောင်းပြပြောဆိုပြီးတော့ငါသားမလောက်ကောင်းဘူးဒါကအစင်လားမရှိဘူးဆိုတဲ့အကြောင်းသူ့ကိုဖြောင်းပြတဲ့အခါမှာအဲ့ဒါဆိုရင်ဒီတိုင်းကမှမနေတော့ဘူးဆိုပြီးတော့သူ့တန်ငယ်ချင်းကောသလရှိတဲ့စီထွက်သွားတာအဲ့ကောသလဘင်ကသူ့စစ်သူကြီးခံတာအဲ့ဒါဘနုလစစ်သူလို့ခေါ်တယ်သူဇလန်ကအရှိကြီးပဲအဲ့ဒါလောက်ဖယ်ရတာအဲ့တော့မလတိုင်းကဖန္ဒုလဆိုတဲ့စစ်သူကြီးရဲ့စွန့်ရင်တတိကအမတမကြီးမားတယ်အဲ့ဒါကိုခုံပြူးတဲ့အနေနဲ့ဗမာပြည်ကဖန္ဒုလစစ်သူကြီးဆိုတာဖွဲ့တစိတ်အနေနဲ့ပေးတာလူနာမဲ့မဟုတ်ဘူးဆိုတာသိအောင်လို့ပြောပြတာတော့ကြဖန္ဒုလဆိုတာဗမာပြည်ကမှတ်နေအောင်မတော့ကြဗမာပြည်ကလူကပွဲအစ်စ်ကအဲ့ဒီမန္လတိုင်းမှာရှိတယ်အဲ့ဒီမန္လတိုင်းမှာမြတ်စွာဘုရားရောက်သွားတော့မန္လတိုင်းကလူတွေကဘုရားရောက်သွားတဲ့အချိန်မှာသူတို့မြို့တော်ပါဝါမှာအစည်းအဝေးခမ်းမဆောင်ကြီးအသစ်ဆောက်လုပ်အဲ့ဒါကြီးပြီးတဲ့အချိန်ရောက်သွားတာဘုရားရောက်သွားတဲ့အချိန်ကျတော့ဘုရားရောက်လာတယ်ဆိုတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်အဲ့ဒီလွတ်တော်ကြီးရဲ့နာမည်ကသူတို့ပေးထားတဲ့နာမည်ဥပ္ပတကလို့နာမည်ပေးထားတယ်အဲ့ဒီဥပ္ပတကဆိုတဲ့ဒီလွတ်တော်ကြီးအစည်းအဝေးခမ်းမကြီးကိုဖျားကြွလာတဲ့ဆိုတော့ဝန္တာအာရဗုဒ္ဓဘာသာတွေရှိတော့မြတ်စွာဘုရားကိုတညအဲ့မှာပြင့်မယ်ဆိုပြီးတညချိန်ပေးဖို့မင်္ဂလာယူတဲ့အနေနဲ့ဖျားနဲ့တန်ဃာတွေကိုအဲ့ဒီပြင့်တယ်ပြင့်ပြီးတော့အဲ့ဒီမှာအခင်းတွေပါတွေအကုန်လုံးခင်းစီပီးတွေပါတွေထွန်းအဲ့ဒီခေတ်ကတော့ဖဏစီးတာမဟုတ်အဆောက်အဦတဲ့ဝင်ခြေဆေးရတယ်
ခြေဆေးလက်ဆေးအခုလည်းတချို့ဘာသာခြေဆေးတယ်နော်ခြေဆေးတဲ့အကျင့်ကဗမာပြည်ကလူတွေတော့မရှိတော့မရှိဘူးအဲ့ဒီလူတွေကထုံးစံလုပ်ဖြစ်အဲ့ဒီဆောက်ဦးတဲ့ဝင်ခြေဆေးရမယ်မြတ်စွာဘုရားလည်းခြေဆေးတာဒါကြောင့်မို့ခြေဆေးဟိုအကြီးကြီးတည်ထားတဲ့တာက900ခြေဆေးလို့ရအောင်အဲ့ဒီဆောက်ဦးတဲ့ဝင်တော့မယ်ဆိုလို့ရှိရင်ခြေဆေးကြတယ်ဆေးပြီးတော့တန့်စင်တဲ့ခြေထောက်တဲ့အဲ့ထက်ဝင်မြတ်စွာဘုရားဘယ်လိုထိုင်နေဆိုတာကိုဖော်ပြထားတယ်မြတ်စွာဘုရားကအလဲဘဟုတဲတယ်မှာထိုင်နေတဲ့နော်အလဲဘဟုတဲတယ်မှာထိုင်တယ်အလဲပေါက်မှာဟိုအလဲတိုင်းကြီးတစ်ခုရှိတယ်ပေါ့ကိုယ်နိုင်ကြီးခေါ်မှာပေါ့အဲ့ဒီအလဲတိုင်းကြီးကိုမိကြောပေးပြီးတော့မြတ်စွာဘုရားအရှိဘက်ကိုမျက်နှာလှည့်ပြီးတော့ထိုင်တယ်အရှိဘက်နန်းရံကိုကြောပေးပြီးတော့ဘာဝါကလူတုကမြတ်စွာဘုရားဘက်ကိုမျက်နှာမူပြီးတော့ထိုင်တယ်ကျန်တဲ့ယဟန်တွေကအနောက်မျက်နှာကနေပြီးတော့မြတ်စွာဘုရားရဲ့နောက်ကျောဘက်ကိုမျက်နှာမူပြီးထိုင်ကြတယ်ဆိုတော့ဘုရားကိုဝိုင်းထိုင်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဘုရားရဲ့ရှေ့တဲ့မှာကလူတုပရိသတ်နောက်ကျောကယဟန်တာယဟန်တွေနော်ယဟန်900အဲ့လိုဝိုင်းထားတာဝိုင်းပြီးတော့ထိုင်နေတဲ့ပုံစံဘုရားကအလဲဘဟုတဲတယ်မှာထိုင်နေအဲ့လိုထိုင်ပြီးတော့မြတ်စွာဘုရားညတော့နဲ့တော့တကောင်လောက်ရောက်တော့ဝဆယ်နာရီကျော်လောက်ထိပေါ့လေမြတ်စွာဘုရားတရားဟောတာညဥယျံကုန်သွားသည့်ထိအောင်တရားဟောတယ်ဘာတရားဟောတယ်ဆိုတာဒီမှာတော့ဖော်မပြဘူးလူတုပိဋကကိုတရားဟောတယ်ဆိုမြတ်စွာဘုရားဟောနေကြတရားလို့ပြောရမယ်ဆိုရင်ဌာနကထာဌာနကုသိုလ်နဲ့ပတ်သက်တဲ့တရားတွေဟောတယ်ပြီးရင်သီလကထာသီလနဲ့ပတ်သက်တဲ့ကုသိုလ်တရားတွေဟောတယ်နောက်ပြီးရင်ဌာနသီလရှိရင်လူပြည့်နတ်ပြည့်ဆိုတာရောက်တဲ့နတ်ပြည့်ရဲ့အကြောင်းကိုဟောတယ်ဒါအကျိုးဖော်ပြတဲ့အနေနဲ့ဟောတာဟောဒီဌာနသီလလုပ်လို့ရှိရင်ဒီလိုချမ်းသာတဲ့ပုံတွေဆိုတာရှိတယ်အဲဒီကိုရောက်နိုင်တယ်အဲ့ဒါကိုတက်ကကထာလို့ခေါ်တယ်လူဆိုတာလဲချမ်းသာတဲ့ဆိုမှလှုပ်ချင်တာလေဒီတိုင်းပဲလှုပ်ချင်မှာဆင်းရဲဒုက္ခဘယ်သူမှမကြိုက်ဘူးချမ်းသာတာကြိုက်တယ်အဲ့တော့တက်ကကထာဆိုတာဟောပြီးတော့ဒီထဲမှာပျော်မွေ့နေမှာဆိုလို့ရသော်ဗျာကာမနာအာရိနဝကထာအဲ့နတ်ပြည်ဆိုတာပြောစရာကောင်းတာတော့ဟုတ်တယ်ဒါပေမဲ့ကာမဂုဏ်အာယုဆိုတာကွာအိမ်မက်တွေပါခဏလေးပဲပြီးဆုံးသွားမှာပါလူတွေတွေ့တာသွားမဆိုတော့အဲ့ဒီချိန်မှာပြန်ဖြတ်ချတဲ့သဘောပေါ့နော်ဒါနကုသိုလ်လုပ်သီလဆောက်တည်အဲ့ဒါဆိုရင်ဟောရတို့ချမ်းသာတဲ့ပုံမှာရောက်နိုင်တယ်ဒါပေမဲ့အဲ့ဒီချမ်းသာတယ်ဆိုတာလည်းထာဝရမဟုတ်ပါဘူးနော်ထာဝရမဟုတ်ပါဘူးအပြည့်နာစာတွေမတတ်များပါတယ်ကာမဂုဏ်ဆိုတာငှားထားတဲ့ပစ္စည်းနဲ့တူတယ်ခဏနေပြန်ပေးရမယ်အိမ်မက်နဲ့တူတယ်နိုးတာနဲ့ပျောက်သွားပြီမရှိတော့ဘူးတော့အဲ့ဒီကာမဂုဏ်အာယုန်ရဲ့အပြစ်တွေကိုမြတ်စွာဘုရားကစတုထအနေနဲ့ဟောတယ်အဲ့ဒီနောက်ကြတော့ဒီကာမဂုဏ်တွေအာယုန်တွေကိုလွတ်လိုက်မယ်ဆိုလို့ရှိရင်မင်းတို့အထီးတဲ့ချမ်းသာတဲ့ချမ်းသာစွာရှိတယ်ဆိုပြီးတော့နိက္ခမေအာနိတတကထာဆန့်ချမ်းသာတို့နိဗ္ဗာန်ချမ်းသာတို့အကြောင်းတွေကိုမြတ်စွာဘုရားဟောတာအဲ့တော့ပါဆွေးလို့တာပေါ့နော်လူဆိုတာလေကောင်းတယ်ဆိုမှလုပ်ချင်တာလေအဲ့ဒီကာမဂုဏ်အာယုံချမ်းသာတွေတဲ့ပိုကောင်းတာဒီချမ်းသာပိုကောင်းတယ်အဲ့တော့လူတွေကစိတ်ဝင်စားတာပေါ့နော်ကောင်းတာတွေလုပ်ပြီးအကောင်းဆုံးချမ်းသာဆိုတာနိဗ္ဗာန်ပဲဆိုတာနောက်ဆုံးမှသစ္စာလေးပါကိုဟောတယ်ဒုက္ခမကောင်းတာတွေဟောလိုက်တယ်အဲ့ဒီမကောင်းတဲ့ဒုက္ခကိုဖြစ်စေတတ်တဲ့တဏှာအကြောင်းကိုဟောတယ်ပြီးတဲ့အခါကျတော့အဲ့ဒီဒုက္ခတွေမရှိတဲ့និရောဓကိုဟောတယ်အဲ့ဒီនិရောဓရောက်အောင်မဲ့လမ်းကြောင်းကိုဟောပြတယ်ဆိုပြည့်စုံတယ်မြတ်စွာဘုရားအဲ့ဒီသစ္စာလေးပါးကိုဟောလိုက်ပြီဆိုရင်လူတွေဟာတရားတို့တရားမြတ်ရတရားတို့တရားမြတ်ရတယ်ဆိုတာဘာလို့ဆိုရင်ရှင်နေမှရှိတဲ့လောဘဒေါသတွေကိုဖယ်ရှားနိုင်သွားတာအဲ့ဒါကိုပြောတာအသိဉာဏ်နဲ့ရှင်နေမှရှိတဲ့လောဘတွေဒေါသတွေမောဟတွေအဲ့ဒါတွေကိုရှော့ချနိုင်နောက်ဆုံးမှလုံးဝဖယ်ရှားပြလိုက်
အဲ့ဒီအဆင့်ရောက်အောင်မြတ်စွာဘုရားပို့ဆောင်ပေးတာနော်အဲ့ဒီပို့ဆောင်ပေးပြီးတော့တညာလုံးအဲ့ဒီတရားတွေညဥ်ရပေါ့လေအကုန်လုံးဟောပြီးတဲ့အခါကျတော့ကဲအချိန်တွေတော်တော်ကုန်သွားပြီအိမ်ပြန်ညတော့လူတွေကိုပြန်လှော်လိုက်တယ်ဘယ်အချိန်လောက်တော့ဆို7 နာရီလောက်ပေါ့လေညဥ်ရကုံဆုံးတဲ့အချိန်မှာထီအောင်မြတ်စွာဘုရား7 နာရီ7 နာရီလောက်သူတို့ပြန်လှော်လိုက်တယ်ပြန်လှော်လိုက်တော့ယဟန်တွေကတော့တရားနဲ့နာနေတဲ့ခါတိုင်းနဲ့ညဆိုရင်သိအိတ်ကြတာမဟုတ်ဘူးတရားထိုင်ကြတာခုလည်းမြတ်စွာဘုရားတရားနာနေတော့ယဟန်တွေကတမာတိနဲ့နာတာဖြစ်သည့်အတွက်ကြောင့်ကြောအောင်နာတို့ခါနာတာတို့ညောင်းတာတို့မရှိဘူးသူတို့မှာနော်တမာတိစွမ်းအားနဲ့မို့ဘလောက်ထိုင်ရထိုင်နိုင်တယ်သူတို့စိတ်ကငြိမ်နေတာအဲ့တော့မြတ်စွာဘုရားကတရားပလင်ကနေဆင်းပြီးတော့ရှင်သာရိပုတ္တရာကိုပြောတယ်ကဲမန္လတုမျိုးတွေတိုင်းသူပြည်သားတွေပြန်သွားတဲ့အခါမှာတန်ဃာတွေကတုတ်တောင်မလုပ်ဘူးငြိမ်နေကြတယ်ထိုင်နေကြတယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်သာရိပုတ္တရာကိုပြောတယ်သာရိပုတ္တရာတဲ့ရှဟန်တန်ဃာတွေဟာအိတ်ချင်စိတ်မရှိကြသေးဘူးစောနေသေးတယ်ပေါ့ခါတိုင်းလည်းဒီချိန်အိတ်တာမဟုတ်ဘူးစောနေသေးတယ်အဲ့ဒါကြောင့်မို့သူတို့တရားဆက်ပြီးတော့ဟောလိုက်ပါငါတော့ခါညောင်းသွားပြီခဏလှဲလိုက်အောင်မယ်အဲ့တိုင်ပြောတာဖေရပိဋ္ဌိမေအာခိလယတိခါညောင်းသွားတယ်အဲ့ဒီခါပါလို့ညောင်းတာတော့ဆိုတော့ဒါခန္ဓာကိုယ်ရဲ့သဘာဝပဲလေကြာကြာထိုင်တော့အဲ့တော့တဏှိကြောင့်ပြထားတာတော့6 နှစ်ပတ်လုံးဒုက္ခရစိတ်ရကျင့်ထားတဲ့ဓာတ်လေးရှိတယ်ပေါ့အဲ့ဒါကြောင့်ခါညောင်းတယ်အဲ့ဒီခါညောင်းတော့အညောင်းပြီးဆန့်လိုက်အောင်မယ်လှဲမယ်ဆိုပြီးတော့မြတ်စွာဘုရားကထတောင်တကွေးမှာမြတ်စွာဘုရားလဲလျောင်းမှုဆိုတဲ့ဟိုရင်ကိုပြင်ထားတယ်အဲ့ဒီမှာသွားပြီးတော့မြတ်စွာဘုရားတရင်သုံးလှဲနေတဲ့အချိန်မှာရှင်သာရိပုတ္တရာဟောတဲ့တရားကအရှိကြီးပဲဒီနေ့တရားတော့ဟောလို့မရဘူးနောက်ရက်ဒီမှာဆက်ဟောလို့ရအောင်အဲ့ဒီမှာရှင်သာရိပုတ္တရာကသူတို့ကြားထားတဲ့တရင်တစ်ခုရှိတယ်ဒီဘာဝမြို့မှာဖြစ်ပြသွားတဲ့တရင်တစ်ခုကဘာလို့ဆိုငကိုကနာလန္ဒမှာနေတာချိန်ဖရာကြီးကမဟာဝီရနိကန္နတတဗုဒ္ဓဆိုတဲ့ချိန်ဖရာကနာလန္ဒဆိုတာဘယ်မှာရှိတော့ဆိုဒီရာဇဂုမြို့နားမှာရှိတာသူကအဲ့ဒီနာလန္ဒမှာနေတဲ့ဥပါလိဆိုတဲ့တထေးကြီးကချိန်ဖရာကိုကိုးကွယ်တာမကြခင်ကဥပါလိကဘုရားဘာသာပြောင်းသွားတဲ့အခါမှာအဲ့ဒီချိန်ဖရာကနာလန္ဒမှာမနေတော့ဘာဝကိုပြောင်းသွားတာဇမကြီးလည်းထိကြိုက်သွားတယ်အဲ့ဒါလို့သွားပြီးတော့ဘာဝရောက်တဲ့အခါမှာမကြခင်ပဲပြန်တော်မူသွားတယ်ပေါ့ချိန်ဖရာအဲ့ဒီချိန်ဖရာပြန်တော်မူတဲ့နောက်ပိုင်းမှာဒီမကြခင်ကပြန်တော်မူတဲ့နောက်မှာပဲမြတ်စွာဘုရားအဲ့ဒီရောက်သွားတာဒါဆက်ထားတာအဲ့လိုဆက်တာအဲ့တော့နိကန္ဒနာတဗုဒ္ဓချိန်ကောင်းဆောင်ဆုံးသွားတဲ့အခါကျတော့ဘာဖြစ်တုံးဆိုသူ့တပည့်ကနှစ်ချမ်းကွဲသွားတယ်နော်အုပ်စုနှစ်ခုကွဲသွားတယ်အုပ်စုတစ်ခုအခုလည်းပဲနိကန္ဒကိုင်းမှာအုပ်စုနှစ်ခုရှိတယ်အဲ့တော့ကွဲတာလည်းဖြစ်နိုင်တယ်ပေါ့အုပ်စုနှစ်ခုကဘာလို့ဆိုရင်ဝလစ်စလစ်ဝတ်တဲ့ခိုင်နဲ့အဝတ်ဖြူဝတ်တဲ့ခိုင်ဆိုနှစ်ခုကွဲသွားတယ်ဝလစ်စလစ်ခိုင်ကထိရှံပရာလို့ခေါ်တယ်သူတို့အတန်နဲ့ထိရှဆိုတာအယမျက်နာပဲထိတာအမရဆိုတာအဝတ်အယမျက်နာသိပြီနဲ့သူတို့ရဲ့အဝတ်ဆိုတော့သူတို့မှာဘာမှအပူဝတ္တရာမရှိဘူးလို့ပြောတယ်မိပွေးတိုင်းဖာပွေးတိုင်းနော်အဲ့ဒီခိုင်ကထိရှံပရာလို့ခေါ်တယ်သူတို့အတန်နဲ့နော်ထိရှံပရာဆိုတာခိုင်ထိတာအမရာအယမျက်နာဆိုတဲ့အဝတ်ကိုဝတ်ထားတာ
နောက်တစ်ခိုင်ကဆွေတံပရလို့ခေါ်တယ်ဆွေတဆိုတာသေတအဖြူအပရကအဝတ်ဖြူဝတ်တဲ့ခိုင်ကတခိုင်အဲ့လိုခုခေတ်မှာကိုနှစ်ခိုင်ရှိတယ်သူတို့မှာအဝတ်မို့တဲ့ခိုင်ရဲ့အဝတ်ဖြူဝတ်တဲ့ခိုင်ရဲ့အဲ့ဒီနှစ်ခိုင်ရှိသွားတယ်အဲ့ဒီနှစ်ခိုင်ကွဲသွားတဲ့အခါမှာနှစ်အုပ်စုကွဲပြီဆိုရတဲ့စကားများပြီပေါ့များကြပြီချင်းချင်းဆဲကြဆိုးကြစကနာထိုးကြနဲ့မင်းမသိပါဘူးမင်းမတတ်ပါဘူးငါမတတ်တာဆိုတဲ့ဟာမျိုးတွေပြောလာကြတယ်ပေါ့လေမင်းပြောတာမှားတယ်ငါပြောတာမှန်တယ်နဲ့ဆိုပြီးတော့အချင်းမြတ်ရံဖြစ်ကြတယ်ရံဖြစ်တဲ့အခါမှာအကြီးကျယ်ရံဖြစ်သွားတော့စိတ်ဆက်ပေးလို့ကိုမရလောက်အဲ့ဒီရံပွဲကြီးတယ်ကြီးလာတယ်ပို့ပြီးတော့အုပ်စုနှစ်ခုကတိုက်ခိုက်မှုတွေထီအောင်ဖြစ်လာတယ်နော်အဲ့ဒါလို့ဖြစ်လာတာဟာသူတို့ပျက်စီးဖို့အကြောင်းပဲဖြစ်လာတယ်တဲ့နိဂန္ဓတွေကိုကိုးကွယ်တဲ့တက္ကရာကမတွေကလည်းစိတ်ပြက်ကြတယ်ဟုတ်တာပေါ့သူတို့ဘုန်းကြီးတွေမတည့်ဘူးဆိုတော့စိတ်ပြက်တာပေါ့လူတွေကလည်းစိတ်ပြက်ပြီးတော့စိတ်ကုန်ကြတယ်အဲ့ဒါလို့အခြေအနေဖြစ်နေတာပါဝါပဲမှာနိဂန္ဓကကြီးတစ်ခုတော့ကွဲသွားတယ်ကွဲအဲ့ဒီအခြေအနေလေးမှာရှင်သာရိပုတ္တရာတို့ခုမြတ်စွာဘုရားတို့ရောက်သွားတာရောက်သွားတော့ရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားတရားဟောဖို့ဆိုပြီးပြောတဲ့အခါမှာမိန့်တဲ့အခါမှာရှင်သာရိပုတ္တရာကတရားပွဲအစမှာပါပြောတော့ဆိုငါရှင်တို့တဲ့နိဂန္ဓနတ္တဗုဒ္ဓဟာဘာဝမှာမကြခင်ကနေကွယ်လွန်သွားပြီတဲ့အဲ့ဒီကစားထားသူကနော်မကြခင်ကွယ်လွန်သွားတယ်သူကွယ်လွန်သွားတာနဲ့တပြိုင်နက်နိဂန္ဓကကြီးကနှစ်ပိုင်းကွဲသွားတယ်နှစ်ပိုင်းကွဲသွားပြီသူတို့ဟာအုပ်စုတွေကွဲပြီးတော့တယောက်နဲ့တယောက်ညှင်းခုန်လုပ်ပြီးတော့အာကိုရမဲ့ပြီးတော့ဖြစ်နေကြတယ်အဲ့လိုဖြစ်တာကသူဟောတဲ့တရားကမမှန်လို့ဖြစ်ရတာပါတဲ့ရှင်သာရိပုတ္တရာကနော်သူဟောတဲ့တရားကအမှန်မဟုတ်ဘူးတဲ့အမှန်တရားနဲ့ဝေးနေတယ်တဲ့ဒါကြောင့်မို့လို့အမှန်မဟုတ်ဘူးငြိမ်အေးမှုကိုမပေးနိုင်ဘူးထွက်ပေါက်ကိုမပေးနိုင်ဘူးဒါကြောင့်မို့မှန်မှန်ကန်ကန်ဟောတဲ့တရားမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတဲ့တရားမဟုတ်ဘူးအစင်လာဟောတဲ့တရားများသောအားဖြင့်တရားဟောတဲ့ဆိုတာအစင်လာတွေဟောကြတာလေခေါ်တော့မြတ်စွာဘုရားကြတော့အဲ့လိုအစင်လာဟောတာမဟုတ်ဘူးကိုယ်တိုင်သိတဲ့တရားဟောတာကိုယ်တိုင်သိတဲ့ကိုယ်တိုင်ကျင့်သုံးပြီးသိတဲ့တရားကိုဟောတာဒါကြောင့်မို့သူတို့ကြတော့အစင်လာတရားတွေဟောလာတယ်အဲ့ဒီအစင်လာတရားတွေကငြိမ်းအေးမှုကိုမစွမ်းဆောင်နိုင်ဘူးဟောထားတဲ့အတိုင်းလည်းပဲညဉ့်ညွတ်မှုစီလုံးမှုကိုမဖြစ်စေနိုင်ဘူးတဲ့ဒါကြောင့်မို့ဒီလိုဖြစ်တာဆိုပြီးတော့ရှင်သာရိပုတ္တရာကတတိပေးတဲ့အနေနဲ့ငါရှင်တို့ငါတို့မြတ်စွာဘုရားဟောတဲ့ဓမ္မကတော့တကယ်ကိုကြောင်းကျိုးစီရောဟောထားတာဖြစ်တယ်တကယ်ဟောရင်တကယ်ဟောတဲ့အတိုင်းအဲ့ဒီတရားအတိုင်းလိုက်နာရင်တကယ်အကျိုးဖြစ်ထွန်းတယ်ငြိမ်းချမ်းမှုကိုလည်းပေးနိုင်တယ်ကိုယ်ပိုင်ဉာဏ်နဲ့သိပြီးမှဟောတဲ့တရားဖြစ်တယ်ဒီတရားတွေကတကယ်အစစ်မှန်တရားတွေအစင်လာကိုဟောတာမဟုတ်ဘူးဒါကြောင့်မို့ငါရှင်တို့အားလုံးဒီတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်တသံနဲ့ထွက်ရမယ်မငြင်းရဘူးအဲ့ဒါပြောနော်တသံနဲ့ထွက်ရမယ်ဘယ်ကိစ္စနဲ့ပဲဖြစ်ဖြစ်တရားဓမ္မနဲ့ပတ်သက်လာရင်တသံနဲ့ပဲထွက်ရမယ်အဲ့ဒါကိုသင်္ခာယိတပံအလုံးတသံနဲ့ပဲထွက်ရမယ်တမျိုးတွေပဲပြောရမယ်ဥပမာသစ္စာ၄ပါးဆို၄ပါးပဲဒီကသစ္စာ၄ပါးပြောဟိုကသစ္စာ၂ပါးပြောဟိုလူကသစ္စာ၅ပါးပြောမရှိဘူးအရေးအတွက်လည်းဒါပဲအကုန်လုံးတညီတွေပဲပြောရမယ်နော်နဝိဝိရိတပံလုံးဝအငြင်းခုံမလုပ်နဲ့လုံးဝအငြင်းခုံမလုပ်တဲ့မူတဲ့အဲ့ဒါမှမြတ်စွာဘုရားရဲ့မြတ်သောကျင့်လို့ခေါ်တယ်မစ္စည်းမပฏิပဒါကျင့်စဉ်ကြီးဟာတဲ့ကြာရှိစွာတည်မှာဖြစ်တယ်သာသနာတော်ကြာရှိစွာတည်မှလူတွေချမ်းသာမှုလောကသားတွေအောင်မြင်မှုအတွက်လူတွေနတ်တွေအတွက်ဒုက္ခဟိတဒုက္ခအလုံးငါဖြစ်မယ်လို့ရှင်သာရိပုတ္တရာအဲ့ဒီကနေစာဟောတာသူဟောတာနော်အဲ့တော့မငင်းမှုတသံနဲ့ထွက်ဖို့အကြောင်းအရာတွေကဘာတွေတုံးဆိုလို့ရှိရင်
သူအုပ်စုလိုက်ရှင်သာရိပုတ္တရာပြောသွားတာစိတ်ဝင်စားကြကောင်းတယ်တစ်ချက်စုနှစ်ချက်စုသုံးချက်စုလေးချက်စုငါးချက်စုကနေပြီး10ချက်စုထီအောင်ပြောသွားတာအစုလိုက်ဒီတရားတွေကိုမငြင်းနဲ့ဆိုပြီးတော့ပြောသွားတယ်အဲ့တော့ဒီကနေ့တော့တစ်ချက်စုလေးကိုပြအောင်နော်မငြင်းရဘူးဆိုတာဘယ်ဟာနဲ့ပတ်သက်တုံးဆိုမြတ်စွာဘုရားဟောထားတဲ့အမှန်တရားတစ်ခုဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်တဲ့အဲ့ဒီတစ်ခုကပါလေသဗ္ဗေတ္တအာဟာရထိတိကာတညီတဲ့ပြောရမယ်သဗ္ဗေတ္တအာဟာရထိတိကာနောက်ဒုတိယအချက်ကသဗ္ဗေတ္တသင်္ခါရထိတိကာရှေ့ဟာတော့အကြာခဏကြားရတယ်ဒါပေမဲ့ဒီထဲမှာနှစ်ခုဟောထားတာနော်ဒါတစ်ချက်ဆိုတာနှစ်ခုပါတယ်ပေါ့သဗ္ဗေတ္တအာဟာရထိတိကာသဗ္ဗေတ္တသင်္ခါရထိတိကာအဲ့ဒါနဲ့ပတ်သက်ပြီးတော့အပြောဆိုမကွဲလိုက်ရဘူးဒီတိုင်းပဲမှတ်ရမယ်ပေါ့ရှမ်းလေးကိုတတိပေးတာနော်ဆိုလိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုရင်သဗ္ဗေတ္တတရှိတတဝါတွေမှန်သမျှဟာအာဟာရချောင်ယက်တည်နိုင်ရတယ်ဒါတခုသဗ္ဗေတ္တသင်္ခါရထိတိကာတတ္တဝါတွေအလုံးဟာသင်္ခါရဆိုတဲ့ပြုပြင်ပေးရတဲ့အကြောင်းတွေကြောင့်ယက်တည်ခွင့်ရတာအာဟာရကြောင့်ယက်တည်နိုင်တယ်ပြုပြင်ပေးနေလို့ယက်တည်နိုင်တယ်ဟုတ်တယ်ပေါ့တညလုံးထိုင်နိုင်မလားပဲထိုင်နေမှာတော့နော်ပြုပြင်ပေးနေရတယ်ဆိုတော့ပြောင်းလဲပေးနေရတာလေအကုန်လုံးလူတွေကသင်္ခါရဆိုတဲ့နေရာမှာဒီနေရာမှာပြုပြင်ပေးရတာကိုပြောတာတနည်းအားဖြင့်ပြောမယ်ဆိုရင်အာဟာရဆိုတဲ့နေရာမှာစားတဲ့အစာလို့ဒီလိုအဓိပ္ပာယ်ယူတာတစ်ခုရှိတယ်နောက်တစ်ခုကတော့အစာမစားတဲ့တ attva တွေအတွက်ရည်ညွှန်းပြီးတော့အာဟာရဆိုတာအကြောင်းတရားကိုခေါ်တယ်အကျိုးတရားကိုထုတ်လို့အာဟာရဆိုတာအကြောင်းတရားတ attva တွေလောကမှာဖြစ်တည်နေတာဖြစ်ပွားလာတာရဲ့ယက်တည်နေတာမှာအကြောင်းရှိတယ်အကြောင်းပဲဖြစ်တာမဟုတ်ဘူးလို့ဆိုလိုတယ်နော်အကြောင်းတရားတွေရဲ့ပြုပြင်မှုရှိတယ်အကြောင်းတရားတွေအာဟာရဆိုတာစွမ်းဆောင်မှုသင်္ခါရဆိုတာပြုပြင်မှုဒီအဓိပ္ပာယ်လေးကိုမှတ်ရအောင်နှစ်ခုစလုံးဟာအာဟာရကလည်းအကြောင်းတရားပဲသင်္ခါရကလည်းအကြောင်းတရားပဲတတ္တဝါအလုံးယက်တည်နေတာဟာနော်စွမ်းဆောင်မှုပေးထားလို့ထိမ့်သိမ့်မှုအကြောင်းတရားကြောင့်ဖြစ်တာတတ္တဝါတွေအလုံးယက်တည်နေတာဟာပြုပြင်ထိမ့်သိမ့်ထားလို့ယက်တည်နိုင်တာတစ်ခုစလုံးဟာအကြောင်းတရားတွေပဲအကြောင်းမဲ့တတ္တဝါတွေဟာယက်တည်နေတာမဟုတ်ဘူးဆိုတာကိုဒါတသံနဲ့ထွက်ရမယ်နှစ်တန်ဖြစ်ဘယ်လိုဖြစ်မလို့ဆိုသဗ္ဗေတ္တရတ္တိတိကတတ္တဝါအလုံးဟာအကြောင်းကြောင့်ယက်တည်တာမဟုတ်ဘူးဆိုရင်တတ္တဝါအလုံးဟာဘုရားသခင်ရဲ့တကူကြောင့်ယက်တည်တာအကြောင်းမဲ့ယက်တည်တာတော့အဲ့လိုတွေဖြစ်ကုန်နိုင်တယ်လေအကြောင်းတရားကိုလိုက်ပြီးတော့ရှောက်ပြောလို့ရှိရင်မြတ်စွာဘုရားမဟုတ်ဘူးတစ်ခုတည်းပဲအာဟာရလို့ဆိုတဲ့အကြောင်းတရားကြောင့်ယက်တည်တာပြုပြင်ထိမ့်သိမ့်မှုဆိုတဲ့အကြောင်းတရားကြောင့်ယက်တည်တာအဲ့တော့တတ္တဝါတွေဖြစ်လာဖို့ယက်တည်ဖို့အတွက်ဘာတွေတုံးဆိုအဝိဇ္ဇာတဏှာကံအာဟာရနော်အမှန်မသိတဲ့အဝိဇ္ဇာရဲ့မှန်မသိလို့တွေ့တာတဲ့တဏှာရဲ့အမှန်မသိသည့်အတွက်ကြောင့်လှုပ်ချင်အောင်လှုပ်မိတဲ့ကံတရားရဲ့စားတော့တဲ့အစာအာဟာရရဲ့အကြောင်းတရားရဲ့အာဟာရဆိုတာဒီအစာလေးတွေပြောတာမဟုတ်ဘူးအကြောင်းတရားတွေကိုလည်းပြောတယ်လေရှုတာလည်းအကြောင်းတရားပဲအောက်ဆီဂျင်လည်းအကြောင်းတရားပဲနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အထက်ကရာမှာတော့ဆွေးနွေးထားတာရှိတယ်ဆွေးနွေးထားတာသဗ္ဗေတ္တအာဟာရတ္တိကအစာအာဟာရကိုယူမဲ့ဆိုရင်နော်အစာမစားတဲ့တ attva ရှိတယ်ဆိုပါစို့ပြမဘုံကတ attva တွေစာမစားပိဋိပက္ခပိဋိပဲရှိတယ်ဒီလိုလူပြေကလူတွေလိုစားတယ်လို့နတ်တွေကနတ်သုဒ္ဓစားတယ်လူပြေကစံကြုံစားတယ်ထမင်းစားတယ်အဲ့တော့တိရစ္ဆာန်တွေကမျက်စားတာတို့အသားစားတာတို့သူကလည်းသူရှိကြတယ်အဲ့ကြတော့ဘာပြဿနာဖြစ်တယ်ငရဲကြတော့ဘယ်လိုလုပ်မလို့ငရဲမှာငရဲခံရတဲ့လူကဘယ်သူကထမင်းချက်ကျွေးမှာတော့တ
သူတို့ထမင်းချက်ချင်းရှိရလားမရှိဘူးအေးမှာနော်အော်ဟင်းညီညွတ်နေရတာဆန်ရောင်းမဲ့လူလည်းမရှိဘူးဆန်ဈေးလည်းမရှိဘူးတော့ထမင်းစားဖို့တို့ချုပ်မို့တို့ပေါင်းမို့တို့ဝယ်စရာလည်းမရှိဘူးကော်ဖီလည်းမရှိဘူးအဲ့ဒီမှာအဲ့ကြတော့တပိတ္တရာရထိကဆိုငရဲသားတွေမပါဘူးလို့ပြောမှဆိုလို့မဟုတ်ဘူးငရဲသားတွေကလည်းအာဟာရရှိတယ်ဘာအာဟာရတော့ဆိုရင်အာဟာရနဲ့ပြောမယ်ဆိုရင်သူတို့ပါဇက်ထဲရှိတဲ့တွေးမြို့ချတာအာဟာရပဲတဲ့နောက်အဲ့ဒီအစားအစာကိုမယူဘူးဆိုရင်သူတို့ရဲ့အာဟာရကကံတရားတဲ့နော်အကြောင်းတရားလို့ဆိုလို့တယ်ပေါ့အာဟာရဆိုတဲ့စကားလုံးကလူတွေစားတဲ့တရားတွေစားတဲ့အစာဆိုတာကအထိပ္ပယ်တစ်ခုအကြောင်းတရားဆိုတာအထိပ္ပယ်တစ်ခုနှစ်ခုနောက်အတ္တညတဘုံကပြပါကြီးကရုပ်ခန္ဓာပဲရှိတယ်သူလည်းပီတိမှမဖြစ်တာမဖြစ်ပေမဲ့လို့သူအသက်ရှည်နေတယ်လေအဲ့ဒါကြတော့ခုနကံတရားသည်လည်းအာဟာရပဲသူအတွက်လေအကြောင်းတရားတွေကတော့အလုံးမရှိကြတယ်ပေါ့အဲ့တော့တရားမှန်သမျှအကြောင်းကင်းပြီးတော့ယက်တည်တာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်နော်လူတွေကတော့ထမင်းစားခြင်းပြီဆိုရွတ်လိုက်သေးတယ်တဝိတ္တအာဟာရထိတိကတဲ့နော်အသက်ရှိကိုစားတယ်ဆိုတဲ့အဓိပ္ပာယ်လေးပြောတော့မှားတော့စားလို့စားတာပါသူစားခြင်းလို့စားတာဒါပဲပြောလိုက်သေးတာတဝိတ္တအာဟာရထိတိကမစားလို့ဖြစ်လို့စားရတယ်ဆိုတဲ့ပုံစံမျိုးပြောလို့ရှိကြတယ်ပေါ့နော်အဲ့တော့တဝိတ္တအာဟာရထိတိကတရားအလုံးဟာအာဟာရကြောင့်ယက်တည်နေတာဆိုတဲ့နေရာမှာနှစ်ခုမှတ်တာလူတွေစားတဲ့အစာအာဟာရတွေလည်းအာဟာရနော်ပီတိဆိုတာလည်းအာဟာရမြို့ချတဲ့တွေကလည်းအာဟာရပဲကံတရားကလည်းအာဟာရပဲဒီလိုမှတ်တာအကြောင်းတရားတွေကလည်းအာဟာရပဲလို့နောက်တနည်းပြောမယ်ဆိုလို့ရှိရင်သက်ရှိသက်မဲ့နှစ်ခုကြည့်လိုက်သက်ရှိတတ္တဝါမှန်သမျှဆိုင်ရာသူအကြောင်းတရားလေးတွေနဲ့သက်ရှိတာသစ်ပင်ကြတော့ရောသစ်ပင်တွေကလည်းကြည့်လေရှည်မလောင်းရင်သေးတယ်လေဟုတ်တယ်မလားသစ်ပင်တို့ပန်းပင်တို့ရေမလောင်းရင်သေးတယ်လေမြေဩဇာကုန်သွားရင်လည်းသေးတယ်လေခြားကိုက်ရင်လည်းသေးတယ်အဲ့တော့အဲ့ဒါတွေလည်းအာဟာရဆိုတာရှိတာပဲနော်အဲ့တော့အာဟာရဆိုတာအကြောင်းကိုဆိုလို့တယ်လို့ဒီလိုမှားရမယ်အဲ့ဒါကြောင့်နောက်ကသဗ္ဗိတ္တအာဟာရထိတိကသရဝါတွေဟာအာဟာရကြောင့်ယက်တည်နေရတာဖြစ်တယ်သရဝါတွေဟာပြုပြင်စီရင်ပေးတဲ့အကြောင်းတရားကြောင့်ယက်တည်နေကြတာဖြစ်တယ်ဆိုဒီအကြောင်းနှစ်ခုဧကောဓမ္မောတစ်ခုသောတရားဆိုတာနဲ့ပတ်သက်ပြီးတော့လုံးဝမငင်းပါနဲ့တဲ့ဒါနဲ့ပတ်သက်ပြီးအငင်းခုံမလုပ်ပါနဲ့ဒါလုံးဝမှန်ပါတယ်အကြောင်းကဲနဲ့တရားဆိုတာမရှိဘူးတရားတွေယက်တည်မှုဆိုတာအကြောင်းပေါ်မှာယက်တည်နေတယ်ဆိုတော့ဒီအချက်နဲ့ပတ်သက်ပြီးတညီတဲ့လက်ခံကျင့်သုံးရမယ်ဒါမှလောကသားတွေအတွက်ဟိတဒုက္ခဖြစ်ပြီးတော့မြတ်စွာဘုရားရဲ့ဆုံးမတွေကြာရှိတီးမှာပါလို့ရှင်သာရိပုတ္တရာကဒီတစ်ချက်စုနဲ့နှစ်ခုဟောလိုက်တဲ့တစ်ခုနော်နောက်တစ်ခါနှစ်ချက်စုနဲ့ကြတော့တော်များများဟောထားတယ်33ခုနှစ်ခုအစုက33မျိုးဟောတယ်အဲ့ဒါနှစ်ပြန်ကြမှာဆက်ဟောပြအောင်33မျိုးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းမငင်းနဲ့တဲ့သုံးချက်စုနဲ့ပတ်သက်ပြီးတော့လည်းပဲဟောထားတာအများကြီးပဲနော်40ကျော်တယ်3ခုနဲ့ပတ်သက်ထားကြတော့40ကျော်တယ်40နဲ့50နဲ့9ခုအဲ့လိုဟောသွားတာအဲ့ဒီအချက်တွေဟာစိတ်ဝင်စားကြကောင်းတဲ့အချက်တွေပေါ့ရှင်သာရိပုတ္တရာဒါတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတဲ့တရားတွေကိုအနှစ်ချုပ်ပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးအငြင်းခုံမလုပ်ဖို့နိဂန္ဓနတ္တဗုဒ္ဓရဲ့တရားတွေနဲ့ပတ်သက်ပြီးအငြင်းခုံတွေဖြစ်ပြီးတော့သူတို့ဟာစိတ်ပြည့်စရာဖြစ်လာအောင်ရှံဖြစ်ကုန်ကြတယ်တော့မြတ်စွာဘုရားမရှိတဲ့အခါမှာအဲ့ဒါတွေရမဖြစ်ဖို့ကျွတ်တင်ပြီးတော့ဆုံးပါတဲ့စကားပဲဒါနော်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်စွာဘုရားရဲ့ဘာဝခီးမှာရှင်သာရိပုတ္တရာကကျွတ်တင်ပြီးတော့သာသနာတော်အထွန်းရှိမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေနဲ့ပတ်သက်ပြီးအငြင်းခုန်တွေမဖြစ်ရအောင်ကျွတ်တင်ပြီးတော့
သင်္ကေတိဓမ္မတွေကိုဟောကြားဆုံးမခဲ့တာဖြစ်တယ်အဲ့ဒီသင်္ကေတိဓမ္မတွေနဲ့ပတ်သက်ပြီးတော့ဘုရားကိုကြီးညိုကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာတသနဲ့ထွက်ပြီးတော့လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်အငြင်းမပွားပဲနဲ့ဒီပေါ်မှာပဲလုံးဝယက်တိပြီးတော့နော်ကျင့်ကြံကြုတ်ကိုအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစချရအောင်အရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မတပင်ဆင်ရင်ကျင့်ပါပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားအလှတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုကျိုးသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထောက်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖို့အဖွာဆွေမျိုးညတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နာလောကဆောင်နာတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏30ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း